အားလုံးပဲမင်္ဂလာပါခင်ဗျာခုနှစ်ရှိ3 way slide အလူမီနီယံဝန်ဒိုးနဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာလေဝင်လေရွက်ကောင်းရန်အတွက်ကျွန်တော်တို့အကဲလားအဖွင့်ပရင်းပေါက်လဲတက်ချင်တယ်ဒါပေမဲ့ဘေးအိမ်နဲ့ကက်ရက်ဖြစ်နေလို့အဖွင့်ပရင်းပေါက်တက်လို့အစင်မပြေတဲ့နေရာတွေမှာကျွန်တော်တို့ဒါမျိုး3 way slide ကိုအသုံးပြုပြီးတော့တက်ဆင်ပါတယ်ခင်ဗျာ3 way slide ဖြစ်တဲ့အတွက်ကျွန်တော်တို့အကျယ်6ပေကိုပရင်းပေါက်ဖွင့်ထားတဲ့အချိန်မှာ2ပေကိုပဲကျွန်တော်တို့ပိတ်ပါမယ်4ပေကအပွင့်ဖြစ်နေတာဖြစ်တဲ့အတွက်လေဝင်လေထွက်အတွက်လုံးဝကောင်းတဲ့ CD လေးဖြစ်ပါတယ်ခင်ဗျာအကျယ်6ပေအမြင့်5ပေအပေါ်မှန်သေး1ပေပါအောက်3ရွက်စလိုက်နဲ့ကျွန်တော်တို့ဒီတပေါက်ကိုရန်ကုန်မြို့တွင်းတက်ဆင်အပြီးစီးပေါ့နော်12သိန်းနဲ့2000ကျပ်ကြားတင်မှာဖြစ်ပါတယ်ခင်ဗျာမိခိုးမှန်နဲ့ရရှိမှာဖြစ်ပါတယ်16ရက်8လ2026ရက်ဈေးနှုန်းဖြစ်ပါတယ်ခင်ဗျာအပေါက်ဆိုင်သေးတာလေးတွေဆိုရင်ကျွန်တော်တို့ဈေးနှုန်းပို့ပါမယ်ခင်ဗျာမာရွာပေးခြင်းနဲ့ဆိုရင်ကျွန်တော်တို့မြန်မာသားအလူမီနီယံရဲ့ Viber ဖုန်းဖြစ်တဲ့3993936466ကိုဆက်သွယ်ပြီးတော့မာရွာပေးနိုင်ပါတယ်ခင်ဗျာ